ခဲ့ပါတယ်။သူတတိမထားမိတာကတော့မြင့်မြတ်တဲ့ကန်ဖာဘင်းရဲ့အရွက်တွေဟာသူ့ရဲ့အော်တိုထဲမှာကပ်ပါသွားခဲ့တာပဲဖြစ်ပါတယ်။မီနာတိုရဲ့နောက်လိုက်လေးတွေဟာအဖွဲ့အစည်းကအော်လန်းဆရာတွေရှိရာမျိုးရောက်လာခဲ့ကြပါတယ်။လမ်းမှာနောက်လိုက်လေးတွေကပန်းသေးပိုင်ရဲ့အနံကိုမခံနိုင်မဲ့စားကျင်နေကြတာကြောင့်မီနာတိုကအရင်ဝဲကျွေးလိုက်ရပါတယ်။အဲဒီနောက်ကြီးကန်းတွေကလမ်းပြပေးရကြောင်းဝင်းညံဆိုရှိရဲ့ဖျားเจ้าပြက်ကြီးစီကိုရောက်သွားခဲ့ပါတယ်။မကောင်းတဲ့အငွေသက်တွေကဘလောက်ပြင်းတယ်လဲဆိုရင်မီနာတိုကိုယ်တိုင်တော်မြင်နေခဲ့ရပါတယ်။ဟာရာမမီနာတိုကိုအသက်အန္တရာယ်ရှင်ချက်ချင်းပြေးထွက်ဖို့အတွက်တတိပေးလိုက်ပါတယ်။မီနာတိုကတကားအဖွင့်မှုစ조사မှာတောက်ခါမတစ်ခုကသူ့ကိုနောက်ပြန်တွန်းလိုက်ပါတယ်။ဒါပေမဲ့နောက်လိုက်လေးတွေကသူတို့ရဲ့နှက်ပြားစွာကိုတုံးပြီးတော့တကားကိုဖွင့်ပေးလိုက်ရမကောင်းစွာစွာတွေပြင်းနေတဲ့အထက်ကိုရောက်သွားခဲ့ပါတယ်။မီနာတိုအထက်ကိုပြေးဝင်သွားတဲ့အခါမှာတော့ဝင်းညင်နေများပြသူ့စီကိုပြန်ဝဲလာခဲ့ပါတယ်။မီနာတိုကသူ့ရဲ့လက်ဖွဲ့မတ်စ်ကိုတုံးပြီးတော့လီနဲ့မထုတ်လိုက်ကအကောင်လုံးနင်းလိုက်ပါတယ်။အဲဒီနောက်ဝင်းညင်ဆိုရဲ့ခေါင်းဆောင်ကြီးထွက်လာခဲ့ပါတယ်။သူဟာတော်လေးအစွမ်းတက်ပြီးတော့ကောင်းကင်ဘုံကိုပြန်တက်သွားပါတယ်။မီနာတိုဟာသူ့ရဲ့လက်ဖွဲ့စာရွက်တွေကိုလေထဲမြောက်ပြီးလေစွမ်းနဲ့ပြစ်လိုက်ပေမဲ့ဝင်းညင်ဆိုဟာသူ့ရဲ့စပင်းတွေကိုတုံးပြီးတော့စာရွက်တွေကိုဖျက်ဆီးကနောက်လိုက်လေးတွေကိုလည်းရိုက်ထုတ်ပစ်လိုက်ပါတယ်။နောက်ဆုံးမှာတော့ဝင်းညင်ဆိုကမီနာတိုကိုစပင်းနေနဲ့ရစ်ပတ်ပြီးတော့ဖမ်းဆီးလိုက်ပါတယ်။မီနာတိုအချက်တည်းဖြစ်နေတဲ့အချိန်မှာရှာမကိုလမ်းခေါ်လိုက်ရာရှာမကတခြားတိုင်မင်းရှိကနေသူ့ရဲ့အတန်ကိုကြားသွားခဲ့ပါတယ်။နောက်လိုက်လေးတွေကရှာမရဲ့စွာကိုသူတို့ရဲ့ကိုရီးယားနဲ့တစင်ထုတ်လုပ်လိုက်ပြီးတော့ဟင်းရောက်လိုက်ရာဝင်းညင်ဆိုကအကြီးကျယ်ထိခိုက်သွားပြီးတော့မလုံနိုင်တော့ပါဘူး။မီနာတိုလွတ်မြောက်သွားတဲ့အခါမှာတော့ဝင်းညင်ပူးနေတဲ့အရုပ်ပေါ်မှာတရက်စာရေးပြီးဝင်းညင်ဆိုအပိတိုင်နေလိုက်ပါတယ်။ဝင်းညင်ဆိုနေပြီးတော့ပေမဲ့ဖះเจ้าနဲ့မှာမကောင်းတဲ့စွာတွေကျန်နေသေးတဲ့အကြောင်းနောက်လိုက်လေးတွေကသတိပေးလိုက်ပါတယ်။မီနာတိုအထဲကိုဝင်သွားတဲ့အခါမှာတော့မကောင်းစွာတွေပေးလောက်ခံထားရတဲ့အလင်းလုံးတစ်ခုကိုတွေ့လိုက်ရပါတယ်။ဒါကမကောင်းစွာတွေရဲ့ဝါမျိုးချင်းကိုခံထားရတဲ့တောင်စောက်နှစ်ဖျားတစ်ပါးဖြစ်ပြီးတော့အတော်လေးနာကျင်ခံစားနေကြရတာဖြစ်ပါတယ်။မီနာတိုကသူ့ကိုကယ်တင်ဖို့ကြိုးစားခဲ့ပေမဲ့လက်ဖက်စာရွက်တွေကကုန်သွားခဲ့ပါတယ်။ကံကောင်းထောက်မစွာနဲ့ပဲသူ့ရဲ့မတ်ဆုပါလာခဲ့တာကြောင့်လက်ဖက်စာရွက်တွေကိုအမြန်လုပ်ပြီးတော့တန်းစင်ဖို့ကြိုးစားပေမဲ့စာသားတွေကပျောက်ခဲ့ပြီးတော့အာနိသင်မရှိပဲဖြစ်နေခဲ့ပါတယ်။အဲဒီအချိန်မှာတခြားတိုင်မင်းရှင်ကြီးကပြိုကွဲလာခဲ့ပြီးဖះเจ้าကြီးကတုံးခါလာခဲ့ပါတယ်။နောက်လိုက်တဲ့ကောင်ကမီနာတိုရဲ့အောက်ထုတ်ထဲကိုလဲကျသွားရကနေအထဲမှာပါလာတဲ့မြင့်မြတ်တဲ့ကန်ဖာရက်ကိုတွေ့သွားခဲ့ပါတယ်။မီနာတိုဟာအဲ့ဒီအရွက်ပေါ်မှာသူ့ရဲ့မိသားစုနာမည်ကိုရေးထုတ်ပြီးတော့တောင်ဆောင်နှစ်ဖျားကိုတန်းစင်ပေးလိုက်ရဝင်းညင်ဆိုစွာလေးကဲဆန်သွားခဲ့ပြီးတော့နှစ်ဖျားကလွတ်မြောက်သွားခဲ့ရပါတယ်။မီနာတိုဟာအလင်းလုံးကိုကောက်ယူပြီးတော့ထွက်ပြေးဖို့ပြင်လိုက်ပေမဲ့ဒိုင်မေချင်းကြီးကပြိုကျနေပြီဖြစ်လို့အချိန်မမီတော့ပါဘူး။အားလုံးပျောက်ကွယ်တော့မယ့်အချိန်ဒီမှာတစ်ပင်တစ်ပင်ဟာသူတို့ဘော်ပြိုကျလာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီတစ်ပင်နဲ့ဖျားเจ้าကြီးကနှစ်ချမ်းကွဲသွားခဲ့ပြီးမီနာတိုဟာမြေပြင်ပေါ်ကအကြောင်းတစ်ခုတည်းကိုကျသွားခဲ့ပါတယ်။သူပြန်နိုးလာတဲ့အခါမှာတော့ကဘာမြေပေါ်ကပြက်စီးနေတဲ့ဖျားเจ้าရှိကိုပြန်ရောက်နေခဲ့တာဖြစ်ပါတယ်။ရိုင်ဂျင်နဲ့ဖူဂျင်တို့ရောက်လာခဲ့ပြီးမင်းသားပိုတန်မိုင်းရန်တို့အိမ်ကိုဒီလိုမျိုးနှစ်ချမ်းခွဲနိုင်မှလို့ပြပြလိုက်ပါတယ်။သူတို့ကမီနာတိုကိုကယ်တင်ပေးခဲ့တာဖြစ်ပါတယ်။နောက်တစ်နေ့မှာဟာရာမကမုန်းနေယူလာခဲ့ပြီးကျေးဇူးလာတဲ့ပေမဲ့ရှာမကိုကြောက်နေတဲ့အကြောင်းဘာဘီကျူးပါတီကိုတော့ညှင်းဆန်ခဲ့ပါတယ်။မီနာတိုအိမ်ထဲကိုဝင်သွားတဲ့အခါအားလုံးကပြပြပပစားတော့နေခဲ့ကြပါတယ်။ရိုင်ကီနဲ့အိုရူကစားတော့နေပြီးရိုင်ဂျင်နဲ့ဖူဂျင်ကတော့ရေဘူးစန်းထဲမှာအပန်းဖြစ်နေခဲ့ကြပါတယ်။ကီရင်ကတော့အဝေးကနေငဲကြည့်နေတော့မီနာတိုကဘီယာနဲ့လာခေါ်တာကြောင့်တက်တိမွေးပြီးတော့ရောက်လာခဲ့ပါတယ်။ကီရင်ကဒူရင်သီးတစ်လုံးကိုထပ်ပေးရမှာရိုင်ကီကကန်ထုတ်လိုက်တာကြောင့်သူတို့ကြားမှာဒူရင်သီးကိုဗော်လီဘောပုတ်တယ်လို့ကစားပွဲကြီးဖြစ်သွားခဲ့ပါတယ်။အိုရူကဝင်ပုတ်ပေးပေမဲ့လက်မအနံဆွဲသွားလို့ဆိုပြီးတော့ပြန်ပြီးညှဉ်းညူနေခဲ့ပါတယ်။အဲအချိန်မှာမီနာတိုကယ်ပေးခဲ့တဲ့အလင်းလုံးလေးကတောက်ပလာခဲ့ပြီးချက်ပေါက်လေးကောင်အဖြစ်နဲ့ပြောင်းလဲသွားခဲ့ပါတယ်။ရှာမကဒါမြင့်မြတ်တဲ့သတ္တဝါ၄ပါးတွေကနောက်ဆုံးတစ်ပါးဖြစ်တဲ့ဖီနစ်လို့ပြောပြလိုက်ပါတယ်။မီနာတိုကလည်းသူ့ကိုဝမ်းမြောက်စွာနဲ့ကြိုဆိုလိုက်ပါတယ်။ရန်နေငယ်ကြတော့မီနာတိုဟာစတော်ဘယ်ရီနဲ့ပဲနီလီရှိုးပါတဲ့အချို့ပွဲတစ်ခုလှုပ်ပေးတဲ့အရာရှာမအရန်ကောင်းလို့အင်္ဂလိပ်လိုတောင်ရှော့ပြောနေခဲ့ပါတယ်။ဖီနစ်လေးကတော့ငှက်တွေရဲ့ပြင်ဖြစ်သွားခဲ့ပြီးငှက်ကလေးတွေကိုအတန်နေထားမယ်အောင်တင် जा ပေးနေခဲ့ပါတယ်။မီနာတိုကနက်ပြားအိမ်နဲ့အတူအေဂျင့်နဲ့ຫນွေဦးကလာကိုဖျက်ဆီးနေခဲ့ပေမဲ့မြို့ပေါ်ကကောင်းကင်ချမ်းမှာတော့အာကာသနဲ့အချိန်ဟင်းလင်းပြင်အကြောင်းတစ်ခုပေါ်ပေါက်နေခဲ့တာကိုဘယ်သူမှသတိမထားမိခဲ့ကြပါဘူး။